ဖះလောင်းအရင်မှရည်တောင်ဖះเจ้าခေါ်လို့မရဘူးနော်အဲ့ဒါနဲ့တန်ငယ်ချင်းဆိုတာကောင်းတဲ့ဘက်ကိုမရရအောင်ခေါ်တယ်သူကကဲရေချိုးသွားရအောင်ဆိုလိုက်တယ်အဲ့ကြတော့လွယ်လကူနဲ့ပဲရေသွားချိုးတယ်နေရောက်သားရေပါချိုးပြီးတဲ့အခါကျမြစ်စိတ်ကနေတက်လာအဲ့ဒီတက်တဲ့အခါကျတော့ဂတိကာရကပြောပြန်တယ်တန်ငယ်ချင်းဇောတိပါလားဟောမယ်ဖះเจ้าဒီနားလေးပဲနီးနီးလေးတို့သွားရအောင်လိုက်ခဲ့ဘာလို့လိုက်မှာမလိုက်ဘူးဆိုတော့ဟိုလူကနောက်တစ်ခါထပ်ပြောတယ်မဟုတ်ပါဘူးတန်ငယ်ချင်းဟာဖះเจ้าသွားရအောင်မှာလိုက်ခဲ့ပါလို့ဆိုမလိုက်ဘူးမင်းမလိုက်လို့မရဘူးဆိုပြီးပစိုးစာဆွဲကင်တယ်အဲ့ကြတော့မရဘူးလိုက်မယ်လိုက်ရအဲ့ဒါလေဟိုလူကလက်ကိုတွန်းပြီးတော့ပစိုးစာယုံတယ်မလိုက်ဘူးတဲ့နောက်တစ်ခါထပ်ခေါ်တယ်ထပ်ခေါ်တဲ့အခါကျတော့ဂတိကာရဥရိန္ဒေကြီးကခွန်အားပလလည်းအမတန်ကောင်းတော့ဇောတိပါဠရဲ့စတုံးကိုဆွဲပြီးတော့တငယ်ချင်းမင်းလိုက်မှလားမလိုက်ဘူးလားသပင်ဆွဲခေါ်တော့တာအဲ့ကြတော့နော်အဲ့သပင်ဆွဲခေါ်တဲ့အခါကျတော့ဟိုလူကလည်းစိတ်ဓာတ်ဖះလောင်းဆိုတော့စိတ်ဓာတ်အမတန်ကောင်းတယ်ဖះလောင်းတွေကစိတ်မယုံပါဘူးမယုံပါဘူးအထင်မြင်လေးတော့သူတို့မှားခြင်းမှားနေလိမ့်မယ်စိတ်ယုံမှမရှိဘူးအတွေးလည်းမလွဲတတ်ဘူးဖះလောင်းတွေကအဲ့ဒါဟာဘုရားလောင်းရဲ့စွန့်ရည်တတ္တိပဲသပင်ဆွဲခေါ်တဲ့အခါကျတော့ကြံတဲ့လူဆိုရင်ရံဖြစ်တော့မှာပဲမဟုတ်လားမင်းငါသပင်ဆွဲရမလားမင်းစော်ကားလာကြီးလားဆိုပြီးတော့အဲ့ဒီနေရာတွေမဲ့ရံပွဲဖြစ်တော့မှာသူကဘယ်လိုစဉ်းစားလိုက်တုံးဆိုအိုးထင်းတယ်ဆိုတာဗြဟ္မဏတွေနဲ့စားလို့ရှိရင်အမတန်ဇက်ကနေနေပေါ့အိန္ဒိယမှာဒါဇက်နေလို့ခေါ်တယ်ဇက်နေဆိုရင်အန်တက်ချေပေါ်ထိတောင်မထိရဘူးသူတို့ကအခုလို့သပင်ကင်ဖို့ဆိုတာအမတန်အဝေးကြီးအဲ့တော့သူ့စိတ်ထဲမှာဘလို့တွေးတုံဆိုငါသပင်တောင်ဆွဲခေါ်တယ်ဆိုတော့တကယ်ကိုအကျိုးရှိလို့ဖြစ်လိမ့်မယ်ငါတငယ်ချင်းကသူတွေးပုံကအဲ့လိုတွေးတာနော်မှန်ကန်တဲ့အတွေ့ငါတငယ်ချင်းကငါ့ကိုဒီလောက်ထိအောင်စုဒီလိုငါသပင်တောင်ဆွဲခေါ်တယ်ဆိုတာဟာတာမန်တော့မဟုတ်ဘူးတကယ်အကျိုးရှိလို့ဖြစ်လိမ့်မယ်ဆိုတော့တငယ်ချင်းမင်းငါသပင်တော့မဆွဲနဲ့လွတ်ငါလိုက်မယ်ဆိုပြီးလိုက်သွားဘုရားစီလည်းရောက်ရောဘုရားကတရားဟောတယ်ကတ္တဗမြတ်စွာဘုရားတရားဟောတဲ့အခါကျတော့ဘုရားတရားဟောလိုက်တဲ့အခါကျတော့လေညာမတန်ထက်တဲ့ပုဂ္ဂိုလ်ဆိုတခါတည်းသဘောပေါက်သွားတာအိမ်ကိုမပြန်တော့ဘုရားစီကနေဆင်းလာတဲ့အခါကျတော့ဂတိကာရကိုပြောတယ်တငယ်ချင်းမင်းဒီတရားတွေနားနေရတဲ့နဲ့မင်းဘာဖြစ်လို့သင်္ကန်းမို့ထားတော့သူကမေးတယ်ဇောတိပါလားတငယ်ချင်းမင်းဘာလို့သင်္ကန်းမို့ထားတော့ဆိုတော့ဂတိကာရပြန်ပြောတယ်တငယ်ချင်းနဲ့မင်းလည်းအတိပဲတဲ့ငါမှအဖေအိုအမေအိုနှစ်ယောက်ရှိတယ်သူတို့ကမျက်စိလည်းမမြင်ကြဘူးငါမလှုပ်ကြွေးရင်ဘယ်သူလှုပ်ကြွေးမှာတော့အမေအဖေတွေလှုပ်ကြွေးဖို့အတွက်ငါသင်္ကန်းမို့နိုင်တာပါပြောတဲ့အခါကျအေးအဲ့ဒါဆိုလို့ရှိရင်လည်းဟုတ်တယ်ငါကတော့အိမ်မပြန်တော့ဘူးကွာသင်္ကန်းဝတ်တော့မယ်ချက်ချင်းပဲဆုံးဖြတ်ပြီးတော့ဘုရားစီပြန်ဝင်ပြီးရဟန်းဖြစ်ခွင့်တောင်းတာအဲ့ဒီဘဝမှာဘုရားလောင်းဟာရဟန်းဖြစ်သွားပါတယ်ဂေါရမမြတ်စွာဘုရားလောင်းအဆိုရှိတယ်မို့လားဗျာဒိတ်ခံခဲ့တာ24စုရှိတဲ့ထဲမှာဘုရားယဟန်ဖြစ်ခဲ့တာ9ချိန်ပဲရှိတယ်လို့ပြောကြတယ်နော်9ခါပဲဘုရားဖြစ်ယဟန်ဖြစ်ခဲ့တယ်တဲ့ဘုရားနဲ့တွေ့တဲ့အခါပေါင်းဟာ24ချိန်တွေ့ခဲ့တယ်ပေါ့ဘုရား24စုနှစ်ချိန်8စုလို့ခဏပူဇော်နေကြတာအဲ့ဒီဟာကိုရည်ညွှန်းတာမြတ်စွာဘုရားဂေါရမမြတ်စွာဘုရားအလောင်းဗျာဒိတ်ခံခဲ့တာက24စုအဲ့ဒီထဲမှာဂေါရမမြတ်စွာဘုရားထည့်လိုက်တဲ့အခါကျတော့25စုမဖြစ်ဘူးလားအဲ့ဒီ25စုထဲမှာဘာထပ်ထည့်လိုက်တုံးဆိုတော့ဒီပင်ကရာမြတ်စွာဘုရားနဲ့တကဘာထဲပွင့်တဲ့ဘုရား3စုရှိတယ်တနှင်္ကရာတဲ့တရနှင်္ကရာတဲ့မေထင်္ကရာတဲ့ဒီပင်ကရာမြတ်စွာဘုရားအရင်ကတကဘာထဲမှာပွင့်တဲ့ဘုရား3စုကိုထပ်ထည့်လိုက်တဲ့အခါကျတော့2ချိတ်8စုဖြစ်တာပေါ့အဲ့ဒါ2ချိတ်8စုကိုးကွယ်တယ်ဆိုတာအဲ့ဒါအဓိကကတော့ဂေါရမဘုရားအလောင်းဗျာဒိတ်ခံခဲ့တဲ့ဘုရားတွေပဲအေးချက်ချင်းပဲဘုရားအလောင်းများဟာကုသိုလ်ကောင်းမှုလုပ်ပြီးဆိုရင်ဘယ်တော့မှတွန့်ဆုတ်မှုမရှိဘူး
ဒီလိုစိတ်ဓာတ်မပြင်းထန်တဲ့ပုံကိုယ်တွေကြတော့အဲ့လိုမဖြစ်ဘူးစုသာတောင်းနေပြီမဲ့လို့တကယ်လုပ်ရမယ်ဆိုလို့ရှိရင်ယွန်းတွန့်တွန့်ဖြစ်တတ်သေးတယ်အဲ့ဒါဘာလို့ဆိုရင်ဆန္ဒကလည်းအဓိပတိမတတ်ဘူးဝိရိယကလည်းအဓိပတိမတတ်ဘူးစိတ်ဓာတ်ကလည်းအဓိပတိမဖြစ်ဘူးအသိဉာဏ်ကလည်းအဓိပတိမဖြစ်ဘူး